ဒီနေ့တင်ဆက်ပေးမှာကတော့မင်းသားလေးအောင်စံဘူးရဲ့ပွဲခင်းလေးပါဗျာ တော့ဦးဒီရနဲ့ဒီတော်ကျူဆောင်ပန်းရနဲ့ သမကန်နဲ့ကိုပြောတရားပဲ ကျူဆောင်ပန်းရနဲ့တာလျောင်းပြီးတော့ကြည်အောင်လက်ခုပ်နဲ့ကြည်ဦး နေရောလေခဏတော့ပါ ဘာမှမပြောရသေးဘူးစကားတော့မဆုံးသေးဘူးနေဖို့လေခဏနေပါဦးစကားလေးဆုံးအောင်ဆုံး အကြောင်းတတမူလေတော့ မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပွဲချစ်သူ YouTube Channel ကနေစက်တပင်ချစ်မြတ်နိုးတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်မြမယဉ်ကျေးမှုအမှုပညာရဲ့အနှစ်သာရတွေစုဝေးရာပွဲခင်းကြီးတွေကမင်းသားတွေရဲ့အဆိုအတီးအလှည့်ပြောင်းတွေကိုကျွန်တော်တို့ပွဲချစ်သူကနေအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ် ငါတို့မင်းသားလေးမောသွားတယ်ပြင်နေပါဦးနော်ပြပြနေဦး ဟာဘာဖြစ်တော့ဒီကနေ့ဖြုတ်ဖြုတ်ဂိူးစားပါလို့ကွာမင်းသားအတက်ကိုရှူရှူမန်းဘာဖြစ်တာပြောလေမင်းဦးလေ မင်းသားတက်က ဘာဖြစ်လဲ လိုက်ဖို့ ဖုံးလိုက်ရောက်ပြန်ကြီး သူကဒီတော့ဟာဖြစ်နေဩကနေပဲ ဟဲ့ငါ့ကိုပြောင်းနေတယ်ငါ့ကိုပတ်စီနဲ့ပြောင်းနေတယ် ချောင်းဆိုးတဲ့အခါကျတော့ဖင်လေးကစူပါနေ အဲ့လေငါ့ကိုလာပြောင်းနေတာ စကူလေးရဲ့စူပါမင်းသားလေးက ဘာဖြစ်တာလဲမင်းတော့မင်းပါ ကျမရဲ့တိတ်မကောင်း မင်းတော့ဘာဖြစ်လို့မင်း သူ တော့ ကတကယ်တော့ကျမရဲ့မကောင်းတဲ့အချိန်မှာအဲ့ဒါ ရှင်းမလုံးနေလေကွာ ဒီမဆိုင်နဲ့လာသူတော့အတော့မဝင်ငါတို့ကြည့်နေတော့လည်းကြည့် စကားခါပြောသွားသေးတယ် ဟမ် မင်းနေတာစကားခါပြောလိုက်တယ်လို့ပဲ တကယ်တော့နေကောင်းတာမဟုတ်ဘူးသူနေမကောင်း ဟုတ်လားဘာဖြစ်လို့လဲကျမကြီးမကောင်းကြဘူး ကျမကြီးမကောင်း ကျမ်းမာရေးပြအောင်ပြော ကျမကြီးမကောင်း မကောင်းတော့ လာထားလာပြန်ကျမကြီးမကောင်းတော့သူကရှင်နေဘာဖြစ်လို့အားကြောင့်မလို့ ဘာဖြစ်တာလို့ဥပမာနဲ့ ကျမကြီးစမ်းကြည့်လေဟဲ့ဘယ်ရွာလူလဲစမ်းကြည့်ပါဆိုမှပဲ သူငါနဲ့စမ်း စမ်းထုတ်ကနေလေ စမ်းပွေကြလို့သူက အဲ့ဒါကြီးစားပြီးတော့ စားပြီးဘာဖြစ်လဲ ချားသွားတယ် ဒီတခုခုပြလို့မရဘူးနော် အမေ အကူကောင်းဆောင်မင်းသားမကန်နိုင် မင်းကဘယ်သူကဓာတ်နဲ့ထုံးမဲ့ပြောလို့ ဘာဖြစ်တာလဲ သူကရေးလက်နေရလို့နေဆို ဘာဖြစ်တာမင်း မင်းတော့ယူဆိုင်ပါဆိုမှ ဒီ sleeping in the down ဘာပြောတာလို့အဲ့ဒါ မဒီမအိမ်နဲ့တော့လို့ပြောတာ ဘုံလည်းတော့ဘာဖြစ်တာမင်းတော့ဘာဖြစ်တာမင်းပြောတာတော့ ရှူရှူလေးတေးတယ်နာမကြီး ဘဘပြာ ငါတော့ဦးဒီရနဲ့ဒီတော်ကျူဆောင်ပန်းရနဲ့ သမကန်နဲ့ကိုပြောတရားပဲ ကျူဆောင်ပန်းရနဲ့တာလျောင်းပြီးတော့ကြည်အောင်လက်ခုပ်နဲ့ကြည်ဦး နေရောလေခဏတော့ပါ ဘာမှမပြောရသေးဘူးစကားတော့မဆုံးသေးဘူးနေဖို့လေခဏနေပါဦးစကားလေးဆုံးအောင်ဆုံး အကြောင်းတတမူလေတော့ ပြန်ပိတ်သွားပြီ ဘရိတ်ကြီး ပြေးတက်ကြီးကိုပြောပြအောင်မယ် ပြောလိုက် ကပြေးတက်ကြီးမင်းသားဟောသူကပြောပြီးပြီဟာ ပြောပြီးပြီ ပြေးတက်ကလက်ကုပ်တံမကြားလို့ तू မေ့သွားတာပါတဲ့အဲ့ဒါ तू တတိယလောင်လက်ကုပ်လေးတီးပေးလိုက်ပါဗျာတဲ့ခွင်းလုံးဟောတီးတယ် ဘလူလေးတွေပြန်နေပြီတီးပြီးပါဦးဘာလာလဲဆိုတော့ဟာ ဘာဖြစ်လဲလဲပါကြည့် လိုက်မကြည့်နဲ့စူးချမ်းမယ်လည်းမရှိတော့ ဘဘ ပေါ်ပြန်ပြီဘာ ဘူးဖူဖူ ဖြူဖြူဒီတကြီးကြီးလက်ကောင်ငဲကျနည်းနည်းလေးဒီနာလောက်လိုက်ကြဟိုးတော့လည်းကြောင်းအ ဒီ ကြောင်း နာမတီးရဟုတ်တော့မတီးရဒီနာမတီးရတီးရတော့တီးတယ်အဲ့လိုတီးမှာပေါ့ အကြောင်းတတမူလေတော့ ပြန်ပေးပြန်ပြီကဲပြေးတက်ကြီးတ
တကွင်းလုံးမကြားလို့ပါတဲ့အကုန်လုံးအဲ့ပါတိပလဲပါဗျာဟိုမတ်တက်ဒီမှာဒီပါဟိုမတ်တက်ဒီလည်းဒီပါ ဟိုရုံးဝင်မှာဝင်တယ်ဒီ ပြီးတယ် ပြီးပါလေ ပြီးတယ်အကုန်ပြီးတယ်အကုန် ကောင်မုန်းလာပွင့်သွားတယ်ဟိုတီးလာပြီးတော့ဟိုမှာစပိုက်ဒါမန်းရောက်တယ် ဘာဖြစ်လဲလမ်းပါပါ ဘယ်ရလဲ ဖို့ဒါပဲတောင်း အခုတင်ဆက်ပေးခဲ့တဲ့ပွဲခင်းတွေကအမှုပညာရတဆုံတင်ဆက်မှုလေးကိုပွဲချစ်သူတို့အနေနဲ့ကျင့်တဲ့အားရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုအချိန်ပေးပြီးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပွဲချစ်သူပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်